ဒီလိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟင်တဲ့ YouTube channel အသစ်ကနေပြီးတော့ပြန်လဲကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့အခုတင်ပေးတဲ့ဗီဒီယိုလေးကတော့ကျွန်တော်16ရက်နေ့3လ2026ရက်ညနေ4:30အတွက်ပေါ့နော်မနက်ကတော့ကျွန်တော်တစ်ခုံဆိုပြီးထွက်သွားတယ်ပေါ့ဂျားလေးကထွက်သွားတာပေါ့နော်ကျွန်တော်တို့ဗျာဒီလောက်အခွေမှာလဲပါတယ်ပေါ့နော်ဒါပေမဲ့လည်းကံပေါ့ဗျာနော်ညနေတော့ကျွန်တော်ရှာထားတာလေးစူးစမ်းထားတာလေးကိုကျွန်တော်မရှိမြတ်တစ်ချက်လောက်ကြည့်ပေးပါခင်ဗျာနော်ညနေတော့တော်တော်လေးအားကောင်းတဲ့ကီးရတာလေဗျအဲ့ဒီကီးတဲ့ကပဲထွက်လာမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုတစ်ချက်ကြည့်ပါပထမအဦးဆုံးကြည့်ပေါ့နော်ကြည့်ပြီးမှကျွန်တော်ပြန်ပြောပေးမယ်အဲ့တော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ကီးဆိုတာတဲ့ဝမ်းချင်းပေါ့ဗျာနော်ဝမ်းချင်းတွေကိုကျွန်တော်အရင်ပြပေးမယ်ဘယ်လိုဝမ်းချင်းမျိုးတွေရှိလဲဆိုတာလေးကိုကျွန်တော်အရင်ပြပေးမယ်အဲ့တော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့ဒီ53ပေါင်းချင်းဒီ8ကို9နဲ့ပေါင်းရင်ကျွန်တော်တို့ကခွန်ဗျာခွန်ရဲ့နှက်ခက်ဒီကျွန်တော်တို့3ညခွန်3ညဝိုင်းချင်းမှာ84ဆိုပြီးထွက်တယ်ခွန်လေးနော်ကျွန်တော်တို့ခွန်1ပေါင်းချင်းဒီ8ကို9နဲ့ပေါင်းရင်9နှက်ခက်ဒီကျွန်တော်တို့53ဝိုင်းချင်းဒီကျွန်တော်တို့65ဆိုပြီး9တလုံးထွက်တယ်ဒီမှာလဲကျွန်တော်တို့8ကိုပေါင်းရင်ခွန်ကိုခွန်နဲ့ပေါင်းတော့4ရဲ့နှက်ခက်ကကျွန်တော်တို့2ဝိုင်းချင်းမှာ4 3ညလို့ထွက်တယ်ဒီမှာလဲ9-6ပေါင်းရင်1ကို6နဲ့ပေါင်းရင်ကျွန်တော်တို့ခွန်ရဲ့နှက်ခက်3ညဆိုတော့3ည6လို့ထွက်တယ်ဒီမှာ6-5ပေါင်းရင်1ကို4နဲ့ပေါင်းရင်ကျွန်တော်တို့5ပေါ့5ရဲ့နှက်ခက်က3 3ဝိုင်းချင်းမှာ4လို့ထွက်တယ်6ပေါင်းရင်2ကို3ညနဲ့ပေါင်းတော့2ရဲ့နှက်ခက်ကကျွန်တော်တို့4ဝိုင်းချင်း2လို့ထွက်တာပေါ့နော်2ဘူးထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာ1ပေါင်းရင်3ကို5နဲ့ပေါင်းရင်ကျွန်တော်တို့8ဆိုပြီးတော့ရတယ်8ရဲ့နှက်ခက်က1ဆိုတော့8ဝိုင်းချင်းမှာကျွန်တော်တို့ဒီ85လို့ထွက်တယ်เนาะကျွန်တော်တို့ဒီမှာတောက်လျှောက်ထွက်လာတာပေါ့เนาะဒီကီးကအဲ့တော့ကျွန်တော်တို့ခွန်3ညမှာခွန်4 53ဝိုင်းချင်းမှာ65 4နှစ်ဝိုင်းချင်းမှာ40ခွန်3ညဝိုင်းချင်းမှာ3ည6 53ဝိုင်းချင်းမှာ54 2 4ဝိုင်းချင်းမှာ2နှစ်8ဝိုင်းချင်းမှာ85ပေါ့เนาะအဲ့တော့ညနေမှာထွက်မဲ့ကျွန်တော်တို့ကီးဝိုင်းချင်းဒီပါဝိုင်းချင်းလဲဆိုတော့ကျွန်တော်တို့ comment ဒီမှာဒီချက်လောက်ရေးပေးပါပေါ့နော်အဲ့တော့ကျွန်တော်တို့1နဲ့ပေါင်းရှင်းဒီ2ကိုဒီက2ပူက2ထိပ်စီးနဲ့ပေါင်းရှင်းဒီ1ပေါင်း3ကို1နဲ့ပေါင်းတော့ကျွန်တော်တို့ဒီဘာဝိုင်းရှင်းလဲ comment ဒီမှာတယောက်တစ်ခေါက်လောက်ရေးပေးပါ4ဝိုင်းရှင်းเนาะအဲ့တော့ရေးပြရဲဝန်းတာရေးပေးပါเนาะကျွန်တော်မိတ်ဆွေများအဲ့တော့ညနေမှာကျွန်တော်ကဒီ4ဝိုင်းရှင်းကိုကျွန်တော်တခြားဘိုင်းတစ်ဘိုင်းရှာပေးမယ်ဗျဒီ4ထဲကကျွန်တော်ကြိုက်တဲ့ဘိုင်းပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီဘိုင်းကျွန်တော်ကြိုက်တဲ့ဘိုင်းကတက်ရှိတယ်ဒါပေမဲ့ဒီဘိုင်းကလည်းညနေကိုပေးလာနိုင်တယ်ဗျနော်ပေးလာနိုင်တယ်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ညနေဒီတဲ့ကျွန်တော်မရှိမြနော်အဲ့တော့ဘိုင်းဆိုင်ကဘယ်လိုမျိုးလဲဆိုတော့ဒီမှာပေါ့ဘိုင်းဆိုင်ကိုကျွန်တော်မပြခင်မှာဘိုင်းဆိုင်ကိုမပြခင်မှာကျွန်တော်ကီး6-9နှစ်ကီးကိုကန်ရှင်တာဗျာကျွန်တော်ကလေဘာလို့လဲဆိုတော့ဒီမှာကြည့်ဒီမှာ85ပေါင်းရှင်3ကို6နဲ့ပေါင်းရင်9เนาะ9ဆိုတော့အမှ9ပါဝါဒီကျွန်တော်တို့4ဆိုပြီးတော့6 4ဝိုင်းချင်းဒီ5 4လို့ထွက်တယ်เนาะဒီမှာကလည်းကျွန်တော်တို့9 6ပေါင်းရင်1ကို1နဲ့ပေါင်းရင်2ဗျာ2နဲ့ခက်2ရဲ့ပါဝါဒီခွန်4နဲ့ဝိုင်း6 4ဝိုင်းချင်း5 3ဝိုင်းချင်းကို5 4လို့ရိုက်တယ်လို့2 4ဝိုင်းချင်း2ခွန်ဝိုင်းချင်းကို2 2လို့ရိုက်တယ်ဒီမှာဒီနော်6 ပေါင်းရင်ခွန်ကို1နဲ့ပေါင်းရင်တော့8ရဲ့နှက်ခက်က1ဒီမှာတော့8ဝိုင်းချင်း8ဝိုင်းချင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဗာထွက်လဲ85လို့ထွက်တယ်ဗျာ8ရဲ့ပါဝါဒီ3 sorry 8ရဲ့ပါဝါဒီ3ဖြစ်တဲ့အတွက်85လို့ပဲ8တလုံးပဲဆင်းပေးတယ်ပေါ့နော်အဲ့တော့ဒီမှာဒီ6ပေါင်းရင်ခွန်ကိုခွန်နဲ့ပေါင်းတော့4ရဲ့ပါဝါဒီ9ဝိုင်းချင်းတစ်ချက်ပေါ့နော်ဒါ4ဝိုင်းချင်း4နှစ်ကီးဒီအကောင်းနေဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်4ဝိုင်းချင်းဝိုင်းချင်းကိုကျွန်တော်ပြပေးတာအဲ့ဒီထဲကမှကျွန်တော်တို့ဘိုင်းတစ်လုံးကိုဆွဲထုတ်ပေးပါဟိန်ထက်ရေဆိုပေမဲ့လည်းဘိုင်းတစ်လုံးဆိုတာလေကျွန်တော်ဝိုင်းချင်းတစ်ချက်ပြအောင်ပဲဗျဝိုင်းချင်းကဘယ်လိုပုံစံမျိုးရှိသေးလဲဆိုတော့ခွန်6ပေါ့ခွန်ရ1ရဲ့ပေါင်းတော့8ကို6နဲ့ပေါင်းရင်4ဗျနော်4ဆိုတော့ကျွန်တော်တို့ဒီ
4ဆိုတော့4နဲ့ခက်ဒီကျွန်တော်တို့2 4နှစ်ဝိုင်းရှိ4နှစ်ဝိုင်းရှိမှာ4 3ညဒီမှာဒီခွန်9ပေါင်းရင်6 6ကို4နဲ့ပေါင်း3ည3ညနဲ့ခက်ခွန်3ညခွန်ဝိုင်းရှိမှာ3ည6နော်6 6ပေါင်းရင်2 2ကို3ညနဲ့ပေါင်းရင်2 2ရဲ့နဲ့ခက်က4 2 4ဝိုင်းရှိမှာကျွန်တော်တို့5 4လို့ထွက်တယ်နော်ဒီမှာ4တလုံးဒီမှာ4 5ပေါင်းရင်9 9ကို5နဲ့ပေါင်းရင်4 4နဲ့ခက်ဒီကျွန်တော်တို့2 4နှစ်ဝိုင်းချင်းဒီကျွန်တော်တို့ဘာထွက်လဲ2 2လို့ထွက်တယ်ဗျာနော်ဒီမှာ3ည6ပေါင်းရင်6 6ကို2နဲ့ပေါင်းရင်ကျွန်တော်တို့8ဗျ8နော်8ဆိုတော့8ရဲ့နဲ့ခက်က1 8 1ဝိုင်းချင်း8 1ဝိုင်းချင်းမှာ8 5လို့ထွက်တယ်နော်ဒီမှာဒီလဲကျွန်တော်တို့9 1ပေါင်းရှင်းဒီ6ကို8နဲ့ပေါင်းရင်ကျွန်တော်တို့4ဆိုပြီးတော့မရဘူးလား4ရဲ့နဲ့ခက်2 4နှစ်ဝိုင်းရှင်းဒီမှာတစ်ချက်ဒီမှာတစ်ချက်4ကိုဝိုင်းရှင်းတစ်ချက်အဲ့ဒီ4ကို2ဒီအပီးထွက်လာနိုင်မလားကျွန်တော်တစ်ချက်စဉ်းစားတာနော်ဘာလို့စဉ်းစားတာလဲဆိုတော့ကျွန်တော်တို့မွေးခွက်ဒီဘာတွေရှိလဲကျွန်တော်ရဲ့အဖွဲ့ဝင်တွေဆိုပိုသိပါတယ်နော်အဖွဲ့ဝင်တွေအနေနဲ့ဒီနေ့ညနေကိုပိုလုံးတင်တယ်ဘာလို့လဲကျွန်တော်ပြမယ်ဘာလို့လဲဆိုတော့ပြမယ်အပူးမဟုတ်ရင်ဒီ site ဒီအတိုင်းသာပေးမယ်ဆိုရင်4နှစ်4ကိုဒီအရန်အကောင်းတဲ့ခဏန်းတွေဖြစ်တယ်သိလား4နှစ်4ကို4 4 9နှစ်ပေါ့နော်အဲ့ဒီခဏန်းကျွန်တော်တို့ခဏန်း3လုံးခွေရင်ဗျခဏန်းအများကြီးမရှိဘူး4နှစ်ရှိမယ်နော်4 9ရှိမယ်2 9ရှိမယ်ဒါပဲရှိမယ်ပြီးရင်2နှစ်တို့ဟုတ်လား2နှစ်ရှိမယ်ဗျာ4 4ရှိမယ်ဒါပဲ9တောင်မပါအောင်4 9နှစ်ကိုကျွန်တော်တို့ကနော်အပိခွေမယ်ဆိုရင်ပြောပြတာပေါ့နော်အဲ့တော့ဘာလို့ကျွန်တော်ဒီကနန်းကိုကြိုက်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်ကျွန်တော်ပြပေးမယ်နောက်တစ်ချက်ဒီရဲ့ကျွန်တော်မိတ်ဆွေများဒီမှာလိုက်ကြည့်ပေးပါဒီဥစ္စာလေးရလဲဗျာအထက်ဝင်သွားပြီဆိုတော့တိုးလို့မရတော့ကျွန်တော်အဖွဲ့ဝင်နေကျွန်တော်စီမှာအဖွဲ့လာဝင်ပေးကြပါစော့ပန်လေးတွေဝယ်ရှင်လို့နော်ကဲအဲ့တော့ကျွန်တော်တို့ဘိုင်တစ်လုံးရှာကြည့်မယ်ဘိုင်တစ်လုံးကကျွန်တော်တို့1 4ပေါင်းရင်5ဗျ9ကို9နဲ့ပေါင်းမယ်3ညပါဘာထွက်လဲ3ည6လို့ထွက်တယ်နော်1 4ပေါင်းရင်9ကို9နဲ့ပေါင်း3ညပိုင်းဒီ3ည6ဆိုပြီးထွက်တယ်ဒီမှာ9 5ပေါင်းရင်4ကို3ညနဲ့ပေါင်းတော့4ပိုင်းဘာထွက်လဲ9 4လို့ထွက်တယ်ဒီမှာ6 3ညပေါင်းရင်6ကို6နဲ့ပေါင်းရင်2ပိုင်းဘာထွက်လဲ2လို့ထွက်တယ်9 6ပေါင်းရင်1ကို4နဲ့ပေါင်းရင်9ဖြစ်တဲ့အတွက်ကြောင့်9ပိုင်းဒီက8 1ဝိုင်းချင်းတို့8 3ဝိုင်းချင်းတို့9ပိုင်းနဲ့8 5လို့မရိုက်ဘူးလားဒီမှာလဲ6 4ပေါင်းရင်10ကို2နဲ့ပေါင်းတော့ညနေဒီ2ပိုင်းဆိုပြီးတော့ရှိတယ်ပြောရှင်တာက4 9နှစ်ဒီ4 9နှစ်ကီးမှာထပ်ပြီးတော့2ပိုင်းဆိုပြီးတော့ရှိတာအဲ့တော့မိတ်ဆွေများညနေကအရန်အကောက်နဲ့4 9နှစ်ကီးလို့ပြောလို့ရတယ်အပီးထွက်နိုင်တယ်ဒီအပီးထွက်နိုင်တယ်နော်အပီးထွက်နိုင်တာကဘာကီးလဲဆိုတော့4 9နှစ်ကီးအပီးခွေထွက်နိုင်တယ်အဲ့တော့ဘာတွေရလာမလဲကျွန်တော်တို့တစ်ချက်ကြည့်မယ်4 4 4 9ပေါ့4နှစ်နော်4 9 4နှစ်9နှစ်ဟုတ်လားဒါကိုအားမယ်နော်အဲ့တော့ပြီးတော့4 4 9ပါထည့်လိုက်ဗျာ2နှစ်ဗျာဒါကိုရန်ပြီးရန်ပေါ့ဗျာနော်မိတ်ဆွေများနော်ဒါလေဒီ3ခွက်ကိုရန်မယ်ဒီ3ခွက်ကို main တင်ထိုးမယ်ကျွန်တော်စိတ်မချတာကီးတကီးရှိတယ်ဗီဒီယိုကိုစောင့်အောင်ကြည့်ပေးပါနော်စိတ်မချတဲ့ကီးကဘာကီးလဲဆိုရင်တော့ကျွန်တော်မိတ်ဆွေတို့ဆရာသားမရှန်ဘူးနော်အကုန်ပြပေးတာနော်ကျွန်တော်မိတ်ဆွေတွေထိုးဖို့သူများပေါက်ရင်ကိုလည်းပေါက်ရှင်တယ်ဆိုရင်ထိုးမှပေါက်မှာနော်မထိုးရင်တော့မိတ်ဆွေများမပေါက်ဘူးဗျနော်ဒါလေးတစ်ချက်ရှိမယ်နော်အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုတော့ဒီမှာဗျခွန်ပေါင်းရင်ကျွန်တော်တို့4ကိုဒီက8နဲ့ပေါင်း4နဲ့8နဲ့ပေါင်းရှင်းဒီ9အဲ့တော့9ဆိုတော့ကျွန်တော်တို့ဒီ9ဆိုတော့9နဲ့4 4ကို8နဲ့ပေါင်းတော့2ဗျ2နဲ့ခက်ဒီကျွန်တော်တို့4 2 4ဒီ1ရှင်း2 4 1ရှင်းဒီကျွန်တော်တို့ဘာထွက်လဲ4 3ညလို့ထွက်တယ်သူ့ရဲ့ညနေမှာနော်သူ့ရဲ့ညနေမှာ4 3ညလို့ထွက်တယ်နော်4 4ပေါင်းခွန်ပေါင်းရင်4 4ကို8နဲ့ပေါင်း2 2နဲ့ခက်4 2 4 1ရှင်းဒီ4 3ညလို့ထွက်တယ်အဲ့တော့
68ပေါင်းရင်4ကို9နဲ့ပေါင်းမယ်4နဲ့9နဲ့ပေါင်းရင်6ဆိုပြီးတော့မရောက်လား6နဲ့ခက်ဒီ6ဖြစ်တယ်6 6 1ရှိ6 6 1ရှိဒီကျွန်တော်တို့3ည6လို့မထွက်ဘူးလား6တလုံးနော်အဲ့တော့ဒီမှာလဲ4 5ပေါင်းရင်9ကို6နဲ့ပေါင်းမယ်9နဲ့6နဲ့ပေါင်းရင်9ရဲ့နဲ့ခက်3 9 3 1ရှိမှာလဲ9 4ဒီက3ညပိုင်းကို6 6 1ရှိနဲ့3ည6လို့ထွက်တယ်လို့ဒီမှာလဲ3လုံးပေါင်းရှင်းဒီ9နဲ့ခက်3 9 3 1ရှိဖြစ်တာဖြစ်တဲ့အတွက်4ပိုင်းကို9 3 1ရှိ4 5လို့မထွက်ဘူးလားထွက်တယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့3ည6ပေါင်းရှင်း6ကို6နဲ့ပေါင်းရင်ကျွန်တော်တို့2ဆိုပြီးတော့မရဘူးလား2နဲ့ခက်4 2 4 1ရှိ2ပိုင်းကို2 4 1ရှိနဲ့2 2လို့မရိုက်ဘူးလားရိုက်တယ်နော်အဲ့တော့ဒီမှာလဲ9 6ပေါင်းရင်1ကို2နဲ့ပေါင်းမယ်3နော်3နဲ့ခက်ဒီကျွန်တော်တို့9ပိုင်းဖြစ်တယ်3 5 1ရှိမှတော့ तू က3ရဲ့ပါဝါကိုရိုက်သွားတာ85ဆိုပြီးတော့ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာဒီဘိုင်နဲ့အတွဲတွဲပြီးတော့ထိုးရှင်လို့ရှိရင်နော်ဒီဥစ္စာကိုပါဝါ3ရဲ့ပါဝါ8ဆိုပြီးတော့ယူမှာ85 58ဆိုပြီးတွဲထွက်မှာဒါကြောင့်ဒီကီးကိုညနေမှာကျွန်တော်မိတ်ဆွေများ3လုံးယူမှာကျွန်တော်ဝိုင်းစိမ့်မယူတော့ဘူးကျွန်တော်ဒါကြောင့်စိတ်မချတဲ့ကီးလို့ပြောတာနော်အဲ့တော့နှစ်ပေါင်းရင်4ကို1နဲ့ပေါင်းရင်9ပါဝါ3ညယူမှာဒီကီးနဲ့ထွက်နိုင်တယ်9ပါဝါ3ည9ရဲ့နှစ်ခက်3ဆိုတော့9 3ည3ဒီကီးဒီနှစ်ပိုင်းနဲ့သာထိုးမယ်ဆိုရင်ကနန်းဒီနောက်ထပ်3ခွက်ထွက်လာမယ်ဗျာနော်3ခွက်ထွက်လာမယ်ဆိုတော့ကျွန်တော်ကတော့3ခွက်လိုရတော့မထိုးတော့ဘူးကျွန်တော်မိတ်ဆွေများကျွန်တော်ဒီနေရာမှာကျွန်တော်ကနန်းစီပေးမယ်နော်ပေါက်ရှင်လားပေါက်ရှင်တယ်ဆိုရင်လက်မလေးနှိပ်ထားပါ channel ကို subscribe မလုပ်ရသေး channel ကိုကျွန်တော်မှလေး channel အသစ်နဲ့လွှင့်ရတာဖြစ်တဲ့အတွက်အခက်အခဲတွေအများကြီးရှိတယ်ကျွန်တော်မိတ်ဆွေတွေကို live လွှင့်လို့မရဘူးဟုတ်လားဗီဒီယိုလေးကိုကျွန်တော်ရရင်ရတယ်လို့တင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်စေတနာလေးတွေကိုမြင်နေဆိုရင်ကျွန်တော်မိတ်ဆွေများကလက်မလေးနှိပ်ဆိုရင်လက်မလေးတစ်ချက်လောက်ပြီးခဲ့ပါ comment လေးမှာကီးကိုရေးပါဆိုရေးပေးခဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်လားဒီစကားလေးတွေကကျွန်တော်အတွက်ခွန်အားဖြစ်စေပါတယ်ခင်ဗျာနော်အဲ့တော့ညနေဒီကျွန်တော်တို့ဒီထဲကထွက်မယ်ဆို2 5 2 3ည2 3ခဏ3ခွဲရှိမယ်ဟုတ်လားအဲ့တော့ဒီဘိုင်းနဲ့မတွဲလို့ရှိရင်ဒီဘက်ကဝိုင်းစိတ်နေနဲ့တွဲမယ်ဆိုရင်4ရယ်9ရယ်ပဲကျန်တော့တာ4 5 40 4 3ဟုတ်လား9 5 90 93နော်ခဏန်းဒီပဲနဲ့ကွက်တယ်ဒီမှာ6ခွက်ရှိမယ်ဒီမှာ6ခွက်9နဲ့6နဲ့ပေါင်းရင်15ခွက်အပူးတွေပါလို့ဒါ15ခွက်ဖြစ်သွားတာဟုတ်လားနော်အဲ့တော့မိတ်ဆွေများပတိတလုံးစာလောက်ပဲရှိပါတယ်ထိုးရင်မြက်တယ်ဗျဒီကနန်းအကုန်ထိုးမိတ်ဆွေများဇာတူ1000ဘိုးထိုးလိုက်မြက်တယ်ကျွန်တော်ပြောဒါပေမဲ့ကျွန်တော်ဒီအကြိုက်ဆုံးကနန်းလေးတွေကိုဟိန်တက်ရွေးပေးမှာပါနော်ဒီတိုင်းကြီးတော့မိတ်ဆွေတို့ကိုပြစ်မထားခဲ့ဘူးဟုတ်လားနော်ကဲအဲ့တော့ကျွန်တော်တို့ဒီအပီးခွေထွက်နိုင်တာဒီညနေဒီအပီးခွေလေးတော့ကျွန်တော်နေတိုင်းအရာကြိုက်တယ်ကျွန်တော်အဖွဲ့ဝင်တွေကတော့ဇာတိုးလိုက်เสียရှိတာကိုလိုက်ထားမယ်နော်ဒါပဲပြမရှင်နဲ့အဲ့တော့ကျွန်တော်ဒီအဓိကညနေ4:30အတွက်ဟိန်ထက်ကြိုက်တဲ့ပေါ့နော်ညနေ4:30ဒီကျွန်တော်တကွက်ကောင်းလေးတကွက်ကတော့တင်ပေးမယ်ဗျာနော်တကွက်ကောင်းလေးတကွက်ကတော့ဟုတ်ဒီရှိမဟုတ်ဒီရှိပေါ့နော်စေတနာကောင်းရင်ကံကောင်းတယ်တကွက်ကောင်းလေးတကွက်ကတော့ကျွန်တော်4 နှစ်ဆိုတဲ့တကွက်ကိုတော့ဟင်းထက်အရင်ကြိုက်တယ်ညနေနော်4 နှစ်ဆိုတဲ့တကွက်ကောင်းကတော့ကျွန်တော်ကြိုက်တယ်အဲ့တော့အဲ့လိုဆိုရင်ကျွန်တော်တို့တင်ကွက်ကရောဟင်းထက်ရေတင်ကွက်အနေနဲ့ဗာလေးတွေထိုးရမလဲဆိုရင်ပြောပေးပါဗောဟင်းထက်ပြောပေးမယ်တင်ကွက်အနေနဲ့ဗာထိုးမလဲသိလား4 9ထိုးတကွက်နော်9 နှစ်ထိုးမယ်နှစ်ကွက်9 5ထိုးမယ်3ကွက်90ထိုးမယ်4ကွက်93ထိုးမယ်5ကွက်9နဲ့5ကွက်ဟိန်းထက်အကြိုက်ဆုံး9နဲ့5ကွက်နော်ဒီအောက်ကကဏ္ဍတွေကိုပဲအပေါ်ပြန်တင်ပေးတာနော်ဒီအောက်ကလည်းကဏ္ဍတွေပဲဒီအပေါ်ကဟာတွေလဲဆိုပြီးကဏ္ဍများတယ်လို့တော့မထင်နဲ့ဒါပဲတင်ပေးတာအဲ့တော့
ဒုတိယအနေနဲ့ဒုကွက်အနေနဲ့ဘာရှိမလဲဆိုရင်ဟင်းချက်ပြောပြရမှာနှစ်ပိုင်ရှိတဲ့အတွက်နှစ်ငါနှစ်3ညာနှစ်3ကတော့ဗျာဘာပဲဖြစ်ဖြစ်ထိုးကိုထိုးပါနော်4 3ညာ4 3 4 5ကတော့ရန်ပေါ့ဒုတိယအနေနဲ့ဒါကိုထိုးနည်းပြောပြမယ်4နှစ်ကို3000ဘူးထိုးရင်တင်ကွက်ကိုတကွက်ကောင်ကို3000ဘူးထိုးရင်တင်ကွက်ကို2000ဘူးထိုးနော်ဒုကွက်ကို1000ဘူးထိုးအဲ့လိုပဲထိုးမယ်နော်တင်ကွက်မိရင်မျက်ကိုမျက်တယ်ပုံမျက်တယ်ဗျာတင်ကွက်မိရင်ပုံမျက်တယ်ကျွန်တော်ပြောရှင်းတာနော်အဲ့တော့မိတ်ဆွေများအားလုံးပဲညနေမှာဟင်းတဲ့မိတ်ဆွေတွေအားလုံးပဲကံကောင်းကြပါစေနော်ကံကောင်းရှင်ပိုင်ဆိုင်ကြပါစေကံကောင်းရှင်ပတ်တီးရပါပတ်တီးလဲဆိုတော့6ပတ်ပါနော်ဟင်းတဲ့မိတ်ဆွေများနော်6ပတ်မယ်နော်ဗုဒ္ဓမကြော်ဘူးအဲ့ဒီ6နော်အဲ့တော့ဘာပဲဖြစ်ဖြစ်6ပတ်မယ်နော်အဲ့တော့အခွေသမားတွေကအခွေကိုမဖြစ်မနေလုပ်ပါလို့ကျွန်တော်မှားရှင်းတယ်နော်ညနေကတော့ကံကောင်းရှင်းပတ်တီဒီ6ပတ်တီတစ်လုံးကိုတော့ကျွန်တော်ကြိုက်နေတယ်နော်ဗုဒ္ဓမကျော်6ပတ်တီရှိတာဖြစ်တဲ့အတွက်ပတ်ထားပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အဲ့တော့အားလုံးပဲဘိုင်ဘိုင်ပါညနေမှာကံကောင်းကြပါစေဗျာနော်